လောကကြီးမှာမိမိလုပ်တဲ့အလုပ်ကမှန်လဲမှန်မယ်အကျိုးလည်းရှိရမိမိလုပ်တဲ့အလုပ်ကမှန်ပြီးအကျိုးရှိနေလို့ရှိရင်ဘယ်သူတွေဘယ်လိုကဲ့ရဲ့ပါစေနော်ပညာရှိသူတော်ကောင်းတွေဆိုတဲ့ဆိုရိုးစကားရှိတယ်လူမိုက်1000ကဲ့ရဲ့ညာလဲလူကောင်းတစ်ယောက်ချင်းမွန်းပြောက်တယ်တဲ့အဲဒါကြောင့်မိမိတို့လုပ်တဲ့အလုပ်ကမှန်လဲမှန်မယ်အကျိုးလည်းရှိရမယ်နော်မှန်ပြီးအကျိုးမရှိတဲ့အလုပ်လည်းမဖြစ်ရဘူးမှားပြီးတော့အကျိုးမရှိတဲ့အလုပ်လည်းမဖြစ်ရဘူးဒီတော့မိမိတို့တွေကမှန်ကန်ပြီးတော့အကျိုးရှိတဲ့အလုပ်ကိုလုံမြဲတိုင်းလုပ်ကြအဲကြောင့်ပညာရှိသူတော်ကောင်းတွေကပညာရှိတဲ့သူတွေမြင်တယ်နော်ပညာမဲတဲ့သူတွေကိုလည်းမြင်တယ်ပညာမဲတဲ့သူတွေကပညာရှိတဲ့သူတွေကိုလည်းမမြင်ဘူးပညာမဲနေတဲ့သူတွေကိုလည်းမမြင်ဘူးတဲ့ကိုနော်ပညာမဲအချင်းချင်းနော်ထင်ကြည့်ကြတယ်ပညာရှိလို့ပဲတွေ့ကြတယ်နော်ပညာမဲလို့ကိုတွေ့ကြဘူးအဲကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကနော်ပတ္တောပတ္တတိပတ္တနာအပတ္တံပိပတ္တတိအပတ္တနောအပတ္တနံပတ္တနာပိနာပတ္တတိပတ္တောပညာရှိသောပုဂ္ဂိုလ်သည်ပတ္တနာပညာရှိတဲ့ပုဂ္ဂိုလ်ကိုပတ္တတိမြည်အပတ္တံပိပညာမဲ့နေတဲ့ပုဂ္ဂိုလ်လည်းပတ္တတိမြည်တဲ့အပတ္တံတော့ပညာမဲ့နေတဲ့ပုဂ္ဂိုလ်ကအပတ္တံတံပညာမဲ့နေတဲ့ပုဂ္ဂိုလ်လည်းမမြင်ဘူးတဲ့နော်ပတ္တံတံပိပညာရှိနေတဲ့ပုဂ္ဂိုလ်လည်းနာပတ္တတိမမြင်ဘူးတဲ့နော်ဒါကြောင့်မလို့ပညာရှိချင်းချင်းမြင်တဲ့အတွက်နော်ပညာရှိတွေချီးမွမ်းတာကိုပဲခံမိမိကလှုပ်တင်လှုပ်လိုက်တာလှုပ်နေအားလုံးအဆင်ပြေလိမ့်မယ်နော်မိမိရဲ့အတိတ်ကံကြောင့်ကဲရတာတွေရှုံးကြတာတွေရှုံးကြပါစေမိမိလှုပ်တဲ့လှုပ်ကမှန်လဲမှန်မယ်အကျိုးလည်းရှိရမယ်နော်မှားနေတာမဖြစ်ရဘူးမှားနေတာဆိုရင်တော့ဂရုစိုက်ရမယ်နော်မှားပြီးအကျိုးမဲ့တဲ့ဟာတွေလုံးမယ်မှန်ပြီးတော့အကျိုးမဲ့တဲ့ဟာမှန်တော့မှန်တဲ့အကျိုးမဲ့တဲ့ဟာတွေလုံးမယ်ဆိုရင်တော့ဒါသူများပူပန်ကြရဲ့လေးစားရမယ်မှတ်သား